ကြာရှုံးကမ်းဘက်တွေနဲ့ချန်ပီယံလိပထမညအားလုံးပဲမင်္ဂလာပါ Daily Double Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ချန်ပီယံလိကွာတာဖိုင်နယ်အဆင့်ဒုတိယကြော့ပွဲစဉ်ရဲ့ပထမညကတော့ပြီးဆုံးသွားခဲ့ပါတယ်ဒီတစ်ခေါက်မှာအသင်းတချို့ကမ်းဘက်ပြန်လာဖို့လိုအပ်ခဲ့ပေမဲ့လုံလုံးအစွမ်းဆောင်နိုင်ခြင်းမရှိဘဲနဲ့ကြာရှုံးခဲ့ရပါတယ်ဘာစလောနာပထမကြော့ကမ်နောင်းမှာ2-0နဲ့ရှုံးနေထားတာကြောင့်အက်တလက်တီကိုမက်ဒရစ်အိမ်ကိုစိတ်သောကရောက်ပြီးတော့ရောက်ရှိလာခဲ့ပါတယ်ဒီဂိုစီမြူနီရဲ့အမျှော်ပေးလိုက်ရိုက်ချလိုက်ကွက်တွေကြောင့်ဘာစလောနာလည်းတပွဲလုံးလောင်လိုက်ပျော်လိုက်ဖြစ်ခဲ့ရပါတယ်ပွဲစခြင်း4မိနစ်မှာလည်းလမယမရဲ့သွင်းကိုနဲ့ဦးဆောင်နိုင်ခဲ့တဲ့ဘာစလောနာဟာဖော်ရင်တိုရက်ရဲ့သွင်းကိုပါထပ်ပြီးရလိုက်သေးပေမဲ့အန်တိုနီလော့ကမန်ကိုခြေပေါက်ကိုပြန်ပေးလိုက်ရတာကြောင့်နောက်ကောက်ကြမြဲကြစေဖြစ်နေရပါတယ်။ဘာစလောနာကိုလေလူကလည်းမျက်နှာသာမပေးတဲ့ဆုံးဖြတ်ချက်တွေချမှတ်ခဲ့တာကြောင့်နောက်ထပ်သွင်းကိုတွေထပ်မမြင်ရတော့ဘဲ1-2နဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်။ဘာစလောနာက2ကြော်ပေါင်း3-2နဲ့ရှုံးနေသွားခဲ့ပြီးတော့ဒီချင်းလဲချန်ပီယံလိမှာကံမကောင်းမှလာဆက်ဖြစ်ခဲ့ရပါတယ်။လီဗာပူးကလည်းကံမက်ပြန်လာဖို့ကြာရှုံးခဲ့ရပါတယ်။လီဗာပူးကပထမကြော့မှာလက်ရှိချန်ပီယံ PSG ကို2-0နဲ့ရှုံးနေထားတာပါ။ဒါကြောင့်လဲလီဗာပူးကအန်ဖီးမှာပြန်လာနိုင်ဖို့လိုအပ်ခဲ့ပါတယ်။ပထမပိုင်းတစ်ပိုင်းလုံးရုံးရင်းကန်ရင်းနဲ့အခြေအနေမကောင်းတဲ့လီဗာပူးကဒုတိယပိုင်းမှာတော့ဖိအားပေးကစားလာပြီးတော့တခုခုလုံးပြတော့မလို့ဖြစ်လိုက်ပါသေးတယ်။ဒါပေမဲ့လည်းချိန်ချလာတဲ့မျှပွဲကိုဖျက်သွားတာက PSG ဖြစ်နေပြီးတော့အော့စမန်ဒမ်မီလီကဘာလုံနောခြေစွမ်းနေတဲ့အတူ82မိနစ်နဲ့92မိနစ်မှာသွင်းကိုတွေရရှိသွားခဲ့တာကြောင့် PSG လည်း2-0နဲ့ပဲထပ်ပြီးတော့အနိုင်ရလိုက်ပါတယ်။လီဗာပူးက2ကြော်ပေါင်း4-0နဲ့ရှုံးနေတဲ့အထိအခြေအနေဆိုးဝါးခဲ့ပြီးတော့ချန်ပီယံလိကနေထွက်လိုက်ရတာကြောင့်ဒီယာဒီဖလားလက်မဲ့ကာလာကိုဖျက်ဆီးရတော့မှာဖြစ်ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။